တက်တည်ပြ နိုင်ငံကပြည်နယ်ဘက်စီကြောင်းမှာဘွဲရကြောင်း တကယ်လို့မိတ်ဆွေတို့ကဒီအချိန်မှာကိုပိုင် YouTube channel တစ်ခုလုပ်ချင်တယ်။ဘာ channel လုပ်ရမလဲမသိဘူးဖြစ်နေ movie recap channel လုပ်ဖို့ကကျွန်တော်အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုရင် movie recap video တွေက YouTube မှာလူကြည့်အများဆုံး content တွေကတစ်ခုဖြစ်နေလို့ပါပဲ။ရုပ်ရှင်တကားလုံးကိုအချိန်အများကြီးပေးပြီးမကြည့်နိုင်တဲ့သူတွေအတွက်ဒါမှမဟုတ်ကြည့်ပြီးသားဇာတ်ကားကိုပြန်လည်ခန်းစားချင်တဲ့သူတွေအတွက်ဒီလိုဗီဒီယိုတွေကအမတန်မှအသုံးဝင်ပါတယ်။အဲ့တော့ movie recap လုပ်ရတာလွယ်ပါမလား။ပြည်သက်စိတ်ဝင်စားလောက်မဲ့ movie အမျိုးအစားတွေကိုလည်းရွေးရအောင်မယ်။ movie တကားလုံးကိုလည်းထိုင်ကြည့်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကိုလည်းရှာမှတ်ရအောင်မယ်။ပြီးရင် script ကလည်းရေးရအောင်မယ်။ script ရေးပြီးရင်လည်း voice over အတန်သွင်း video edit စတာတွေကိုလည်းလုပ်ရအောင်မယ်။မထင်သလိုကျွန်တော်တို့လုပ်ထားတဲ့ video edit တွေကလည်း copyright လည်းညှိနိုင်ပါသေးတယ်။အဲ့တော့ထင်တယ်တော့လွယ်ပါမလား။အဲ့ဒါဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ script ဘယ်လိုရေးရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။ movie recap channel တစ်ခုလုပ်ဖို့အတွက်အရေးကြီးဆုံးကတော့ script ပါပဲအဲ့တော့ script ရေးဖို့ဆိုရင်တော့ movie တစ်ခုလုံးအနည်းဆုံး3ခေါက်လောက်ကြည့်ဖို့လိုအပ်ပါတယ်ပထမတစ်ခေါက်ကိုတော့ပို့ပါပဲကြည့်လိုက်ပါဒုတိယတစ်ခေါက်ကိုတော့စာအုပ်နဲ့အချက်လက်တွေကိုတခြားလိုက်မှတ်ပါပြီးရင်နောက်ဆုံးတစ်ခေါက်ကိုတော့ဘယ်အပိုင်းကစိတ်ဝင်စားဖို့ကောင်းလဲဆိုတာတွေကို video edit လုပ်ဖို့အတွက်တစ်ခုချင်းစီလိုက်မှတ်ပါဒီနေရာမှာ3ခေါက်လောက်ကြည့်ရမယ်ဆိုတော့ခင်ဗျားတို့လက်လျှော့ချင်သွားကြပြီမလားကျွန်တော်စနေတာပါ3ခေါက်လောက်ကြည့်စရာမလိုပါဘူးနောက်ပြီးတစ်ခေါက်မှမကြည့်ဘဲနဲ့တော့လုပ်လို့ရပါတယ်ဒါပေမဲ့အဲ့ဒါတော့မကောင်းပါဘူးတစ်ခေါက်လောက်တော့အနည်းဆုံးကြည့်သင့်ပါတယ်အဲ့လိုပြောတော့ကျွန်တော်ပူပြောတယ်လို့ထင်သွားပြန်ပြီမလားကဲအဲ့တော့ကျွန်တော်အပူပြောမပြောဘယ်လိုလုပ်ရမလဲဆိုတာကိုတစ်ချက်လိုက်ကြည့်လိုက်ရအောင်ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲ AI နေမရှိရင်တော့သိကြတယ်ဗီဒီယိုကို3ခေါက်လောက်ကြည့်ရမှာအခုကျွန်တော်ကတော့ AI နဲ့ဖန်တီးထားတဲ့ chatbot နဲ့ recap script ခုလုံးကိုအစဆုံးရေးခိုင်းပါပါအဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့ chatbot ကိုတစ်ချက်လောက်ဖွင့်လိုက်မယ်ပြီးရင်တော့အယိုးရှင်းဆုံးမှအယိုးရှင်းဆုံး movie name နဲ့ script အရှိဘယ်လောက်လိုချင်လဲဆိုတာကိုပဲထည့်ပေးလိုက်ရုံပါ recap လုပ်မဲ့ script ခုလုံးကိုရလာပါပြီဒီနေရာမှာပြောချင်တာကတော့ AI ကိုကြီးအားမကူပဲနဲ့ကိုယ်တိုင်အားထုတ်မှုလေးနည်းနည်းတော့ထည့်ဖို့လိုပါတယ် AI ကအစအဆုံးရေးပေးတယ်ဆိုပေမဲ့တော့တချို့စာကြောင်းအဆုံးသက်တွေနဲ့တချို့နေရာတွေမှာနားထောင်ရတာဒါမှမဟုတ်ပြောရတာကန့်လန့်ကြီးဖြစ်နေတဲ့နေရာတွေရှိနေတတ်ပါတယ်အဲ့လိုနေရာလေးတွေကိုတော့ကိုယ်တိုင်လိုက်ပြင်ပေးဖို့တော့လိုပါတယ်လုံးဝ ready to use ကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ကိုယ်တိုင်အစအဆုံးရေးရမှလည်းဆိုင်ရင်တော့အများကြီးတက်တာသွားမှာပါအဲ့တော့ကျွန်တော်ရဲ့ chatbot လေးကိုဘယ်လိုမျိုးအသုံးပြုရလဲဆိုတာ ਨੇ script လေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ chatbot ကိုတစ်ချက်လောက်စမ်းသုံးကြည့်လိုက်ရအောင်ပထမဦးဆုံးကျွန်တော်တို့ဒီမှာစကားနာမည်ထည့်ရမယ်နောက်ပြီးတော့ script အရှိဘယ်လောက်ရှိလိုချင်လဲဆိုတာကိုကျွန်တော်တို့ရွေးပေးရမယ်အဲ့ဒါဆိုရင်တော့ကျွန်တော် industry လာကို recap လုပ်ချင်တယ်ပေါ့အဲ့ဆိုရင် industry လာပြီးရင်ကျွန်တော်တို့ဒီမှာအရှိရွေးရုံပဲကျွန်တော်တို့မှာအတူဆိုရင်3မိနစ်ကနေ5မိနစ်စာပြီးရင်အလယ်လက်ဆိုရင်တော့10မိနစ်ကနေပြီးတော့12မိနစ်စာအရှိဆိုရင်တော့15မိနစ်စာပေါ့ကိုစကားပြောမြန်ရင်တော့15မိနစ်လောက်တော့ရောက်တော့မရောက်ဘူးဒါပေမဲ့စကားပြောတာနှီးတယ်လောက story တွေနဲ့ကောင်းပြောနိုင်တယ်ပြီးတော့ဆွဲဆောင်နိုင်တယ်ဆိုရင်တော့15မိနစ်တော့ကြော်ကောင်းကြော်နိုင်ပါတယ်ပြီးရင်တော့ဒီမှာ script ရေးပါဆိုပြီးတော့ကျွန်တော်နှိပ်လိုက်ရုံပဲအဲဆိုရင်အခု script ရေးပေးနေပြီပေါ့အဲ့ဒီနေရာမှာခဏစောင့်ရမယ်โอเคပုံရှာလာပြီပေါ့ကျွန်တော်တို့15မိနစ်စာ script ရင်းတော့လည်းမတူတို့ရင်းတော့လည်းမရှိပါဘူးဒီကြားထဲမှာကို movie ကတော့တစ်ခေါက်လောက်ကြည့်ပြီးတော့နည်းနည်းကိုလူတိုးကို short ပေါ့အဲ့လိုလေးလောက်တာတော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကတော့ကိုအရှင်းမပြောခဲ့သလိုပဲအစအဆုံးကိုကိုယ်ရေးကြမလို့ AI ကနေပြီးရေးပေးတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ကိုယ်တိုင်အားထုတ်မှုတွေကတော့နည်းနည်းတော့ထည့်ပါမရဘူးပေါ့โอเคဒီမှာစကြည့်အောင်ဒီမှာတော့မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ paper စကူစကားဖြစ်တဲ့ okay ပဲလို့လာ industry စကားကြောင်းပေါ့ဒီမှာတစ်ခုကျွန်တော်ထပ်ပြပေးချင်တာရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီမှာမိနစ်10မိနစ်စက္ကန့်30ဒီစာသားကဘယ်အချိန်မှသူပြီးရေးထားရတယ်ဆိုဘယ်အချိန်ဘယ်နေရာမှာဆိုရင်တော့10မိနစ်စက္ကန့်30မှာရှိတယ် movie စင်းကိုသူကယူထားတာပြီးရင်ဒီမှာဆိုရင်ဒါ5မိနစ် movie စင်း5မိနစ်မှာရှိတယ် play တစ်ခုရဲ့စာသားပေါ့အဲ့တော့ကျွန်တော်တို့က script ကြီးပဲမဟုတ်ဘူးကျွန်တော်တို့ဒီမှာတစ်ခါလေး video edit လုပ်မယ်ဆိုရင်တော့ဒီမှာ10မိနစ်စက္ကန့်30မှာရှိတယ်ဆိုလို့ဆိုရင်ကျွန်တော်တို့10မိနစ်စက္ကန့်30ကိုတွားလိုက်ရုံပဲတွားပြီးလို့ဆိုရင်အမှကိုလိုချင်တဲ့အပိုင်းတွေကိုဖြတ်လိုက်ရုံပဲဒါကတော့လုံးဝ ready to use ပေါ့ဘယ်လိုပြောမလဲ
အဲ့လိုပဲမလို့ချင်ဘူးဆိုရင်တော့ကိုယ်တိုင်စကားဟိုတစ်ခေါက်လောက်ကြည့်ပြီးဒီမှာဒီစာကိုရင်ဖတ်ပြီးရင်စကားတစ်ခေါက်လောက်ကြည့်ပြီးရင်တော့အဲ့စကားကိုဖြည့်ညက်ကပ်ပေါ့โอเคဒီမှာဆိုရင်10မိနစ်လောက်ပါဆိုရင်အဲ့ညိုကိအဲ့တို့လိုက်သွားခဲ့ရမှာသူကစံကျတဲ့ NASA ရဲ့အခြေစကန်ကိုကြောက်ရှိသွားခဲ့ပါโอเคဒီမှာကျွန်တော်စာဆုံးတော့ဖတ်တော့ဘူးနော်plan A ကတော့ဆွဲရဆိုင်ရာတခြားမှုတစ်ခုဖြစ်ပြီးတော့လူတွေကိုအာဂါသထဲပြောင်းရွှေ့ဖို့ဖြစ်ပြီးတော့ plan B ကတော့ A ခင်းနေတဲ့တရေသား900ပါဝင်တဲ့ရင်းနဲ့အခြားချို့တစ်ခုမှာကိုလိုနီတစ်တစ်ခုဝယ်ဖြစ်ပါတယ်โอเคဒီမှာဆိုနော်ဒီမှာဆိုရင်ဒါ15မိနစ်မှာဒီကောင်ဆိုရင်မိနစ်20လောက်မှာဒါပေမဲ့အတိအကျကြီးတော့မဟုတ်ဘူးနည်းနည်းတော့ဟိုဘယ်လိုပြောမလဲရှေ့9မိနစ်နောက်9မိနစ်လောက်တော့ကွာကောင်းနိုင်တယ်အတိအကျကြီးတော့လည်းမရဘူးဒါပေမဲ့အနည်းဆုံးဒီနားမိုးကြီးမှာရှိတယ်လို့တော့ကိုကသိသွားတယ်လေဟုတ်တယ်မလားโอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဆိုရင်နော်မိနစ်30ဟာပါဆိုမိနစ်40မိနစ်50တနင်္ဂနွေ5မိနစ်တော့အဲ့လိုမျိုး15မိနစ်ခြားပြီးတော့လားမသိတော့ပြီးသွားလားโอเคဒါဆိုရင်တော့ဒီပါပြီပေါ့ကျွန်တော်တို့ဒီ movie recap script တစ်ခုကောင်းရပြီပေါ့အဲ့ဒါကိုကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလိုလိုပို့လျှော်ပေါ့ဒီတချို့နေရာလေးသူအပိတ်လေးမှဆိုရင်နည်းနည်းပြောရတာထောက်နေတာလေးရှိတတ်တယ်နောက်ပြီးတော့ကိုပို့ပြီးတော့ကိုထက်ချင်တဲ့ဟာတွေပေါ့ကိုထက်ချင်တဲ့နည်းဟို script လေးပါနေပါထက်ချင်ကိုပါကိုကြားထဲမှာဖြတ်ညက်ကပ်ပြီးတော့ထည့်လို့ရတယ်โอเคအဲ့ပြီးသွားရင်ဒီမှာအောက်မှာရှိသေးတယ်ဒါကတော့နောက်တစ်ခုအသစ်ထပ်လုပ်ပါပေါ့နောက်ဟိုဒါဒီကပြီးသွားပြီဒီမှာဆိုရင်ပြောပါလိမ့်ဒီ script ကို copy ကူးပါဆိုရင် copy ကူးလိုက်မယ် copy ကူးပြီးရင်ကျွန်တော်တို့ word ထဲမှာဖြစ်တနေရာဖြစ် paste လုပ်ပြီးတော့ကျွန်တော်ပြင်မယ်နည်းနည်းပါပြင်မယ်ကျွန်တော်ကကိုစိတ်ကူးနဲ့ကိုပြင်မယ်အဲ့ဒါပြီးရင်တော့ကျွန်တော်ဒီမှာဆိုရင်တော့ title ရဲ့ description ရဲ့ thumbnail idea ယူလို့ရတယ် okay အဲ့ဆိုရင်တော့ဒီမှာကျွန်တော်နှိပ်လိုက်မယ်အဲ့ဆိုရင် video ရဲ့ဘာ title နဲ့ဖော်ပြရမလဲပြီးလို့ရှိရင် description မှာဘာရေးရမလဲဆိုတာအစားသူကထပ်လုပ်ပေးလိုက်မယ်အဲ့ဒါကြီးအရန်တော့မမိုက်ဘူးအရန်တော့မကောင်းဘူးအဲ့ title တွေ description တွေကတော့ဒီဘယ်လိုပြောမလဲပေးတဲ့စိတ်ဝင်စားတော့ကိုယ့်ဘာကိုရှာကြံပြီးတော့လုပ်ပေါ့ဟာမိုက်တော့မိုက်ပြအာဂါတောက်ဖြစ်ကြောအချိန်ကိုစိန်ခေါ်တဲ့ industry ကဇလန်ချင်းကြောတဲ့ဖခင်မျက်နှာနဲ့လူသားမျိုးနဲ့ရရှင်တဲ့ချင်းတဲ့ဆိုတော့မဆိုးပါဘူးရိုင်းမမိုက်ဘူးဆိုရင်ပဲသူကသူတော့တန်းပါတယ်လောဝတွေကလှုပ်ဝက်ချတဲ့ကဘာကြီးကိုကယ်တင်ခဲ့တဲ့ industry လားကဘာပြကိန်းကနေလူသားတွေကိုကယ်တင်မဲ့ဖခင်တရားရဲ့ခရီးစဉ်တဲ့နိုင်တလုံးနဲ့ကဘာမျိုးကယ်တင်ခြင်းတဲ့ဟုတ်တော့ဟုတ်တယ်ရိုင်းတော့မဆိုးဘူးပေါ့ဒီမှာဆိုရင်သူရဲ့ video ရဲ့ description ပေါ့ဒီပါလေကဘာမျိုးမျိုးလို့အချိန်မှာဖခင်တရားဝါတဲ့သူသမီးမှာကျွန်တော်တို့ description မှာရေးလို့ရတယ်သူတစ်ခါရေးနေပြီးသားအကုန်လုံးကလုံးဝအသိယူသုံးရုံပဲလုံးဝကိုအားထုတ်စရာတော့အရန်မလို့လုံးဝအဆင်ပြေတယ်လက်ဝဲတဲ့လူဝချက်တွေကိုတဲ့ဘယ်လိုဖော်ထုတ်ခဲ့လဲဆိုတာဒီဗီဒီယိုမှာအစဆုံးပြန်လည်းပြပြပေးသွားမှာပါတဲ့ industry movie recap ဒါကတော့ဒီကောင်လေးဆိုရင်တော့ဘယ်လိုပြောမလဲဒီ our hashtag လေးထည့်ချင်ထည့်လို့ရတယ်နောက်ပြီးတော့ဒီမှာ thumbnail idea ရေပေါ့ဒီမှာ idea 1တော့အာဂါသနဲ့အချင်းကြီးတဲ့ copy ရဲ့ဒါကတော့ thumbnail idea ပေါ့ thumbnail idea 1 idea 2 idea 3ဒါတော့ကျွန်တော်အောက်မှာပြီးရင်တော့ကျွန်တော်ဒီ script တစ်ခုလုံးကိုကျွန်တော်ပေးမယ်အဲ့ဒါကိုကိုပဲစမ်းကြည့်ကြပေါ့ကျွန်တော်ကတော့ရိုင်းတော့စမ်းပြတော့ okay အဲ့ဒါဆိုရင်ဒီ script ကိုကျွန်တော်စမ်းပြတာအဲ့တော့ဒီလောက်ပါပဲနောက်ပိုင်းနေကျွန်တော်ဆက်သွားကြအောင် Okay နောက်တစ်ပိုင်းအနေနဲ့ကတော့ကျွန်တော်ပြပေးမှာတော့ movie recap နဲ့လာလာမှမသက်ဆိုင်နဲ့ Gemini API key ထုတ်နေပါပဲ recap နဲ့မသက်ဆိုင်ဘူးဆိုရင်မဲ့ chatbot နဲ့သက်ဆိုင်လို့ကျွန်တော်ထည့်ပြောရခြင်းဖြစ်ပါတယ်အစားအတော့ဒါကိုဗီဒီယိုတက်တစ်ခုလုပ်ပြီးတင်မလို့ပါပဲ viewer တွေကဟိုရှာတီချာနဲ့အလုံးရှုံမှာဆိုလို့ဒီမှာပဲတစ်ခါထည့်ပြောခဲ့တာပါဒါနဲ့စကားမဆက်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးတော့လုပ်ပေးခဲ့ပါအောင်ဗျအဲ့တော့မှကျွန်တော်လည်းဗီဒီယိုတွေတင်ရတာအားရှိမှာမလို့ပါအဲ့ဒါဆိုရင်တော့ဆက်လိုက်ကြအောင်ကျွန်တော်တို့အနေနဲ့ Gemini API key ထုတ်မယ်ဆိုရင်တော့ပထမဦးဆုံးကျွန်တော်တို့ဒီမှာ Google မှာGoogle AI Studio ဆိုပြီးတော့ရိုက်ချလိုက်ပါ Okay ပြီးရင်ဒီမှာပေါ်တော့ပါပဲအဲ့ဒါကိုချက်နေလိုက်ပါ Okay အဲ့ဒါပြီးရင်တော့ဒီမှာ get API key ဆိုတာရှိတယ်အဲ့ကောင်တစ်ချက်နေလိုက်ပါ
Okay ဒီမှာဆိုရင်တော့ကျွန်တော် API key စမ်းထားတာရှိတယ်ပေါ့အကောင်ကိုကျွန်တော်အသစ်လိုချင်ဆိုရင်တော့create API key ပေါ့အကောင်နှိပ်လိုက်ပြီးရင် key name ကပါလဲပေါ့ okay testing ပေါ့တစ်ခုခုပေါ့အခုပေးလိုက်နာမည်တစ်ခုပေးလိုက်ပေါ့ကျွန်တော်အဆင်ပြေလိုက်ပေးလိုက်တော့ပြီးရင်တော့ဒီမှာကတော့ project ပေါ့ကိုပါ project လို့ဆိုရင်ကိုကမရှိသေးဘူးဆိုရင်တော့ဒီမှာ create project တစ်ခုနှိပ်လိုက်ရှိပြီးသားဆိုရင်တော့ဒီမှာကျွန်တော်ရှိပြီးသားရှိတယ်အဲ့တော့ testing ဆိုတော့ယူလိုက်မှပြီးရင် create key okay အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီမှာ key တစ်ခု create လုပ်ပြီးသွားပြီပေါ့ဒီမှာကျွန်တော် key API key ပြီးရင် name project name project number ဘာညာပေါ့အဲ့ဒါကိုကျွန်တော် API ကျွန်တော်ဒီ API key ကို copy ကူးမယ်ဆိုရင်တော့ဒီမှာ copy ကူးလို့ရတယ်ဒီကောင်ဆိုရင်တော့ကျွန်တော် API key ကို copy ကူးလို့ပြီးသွားပြီokay ဒါလေးကိုမှတ်ထားပါကျွန်တော်ဒီ API key ကနောက်ပိုင်းမှာလိုလာမှာပါအဲ့ဒါကြောင့်မလို့ကျွန်တော်ဒါလေးကိုတစ်ချက်လောက်တော့မှတ်ထားပေးစေချင်ပါတယ်နောက်ဆုံးအပိုင်းအနေနဲ့အခုပြတဲ့ chatbot ကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာနဲ့ movie recap video တစ်ခုကိုဘယ်လိုမျိုး edit ရမလဲဆိုတာကိုကျွန်တော် example အနေနဲ့ပြပြပေးသွားပါမယ်ကျွန်တော် movie recap video တစ်ခုလုံးကိုတော့ edit မပြတော့ပါဘူးကျွန်တော်ဘယ်လိုပြောမလဲရှေ့9မိနစ်စာလောက်ကိုပဲကျွန်တော် edit ပြပါမယ်ဘယ်လိုမျိုး edit ရလဲဆိုတာတွေပါလိပေါ့ okay အဲ့ဒါဆိုကျွန်တော် ਨੇ တစ်ချက်လောက်ထပ်ပြီးတော့ like ခဲ့ကြပါဦးကျွန်တော် chatbot လုပ်ထားတဲ့ဒီ HTML file ကိုကျွန်တော်ဒီအောက်မှာ description မှာပြထားတဲ့ Telegram link ကနေပြီးတော့ကျွန်တော် download ရတယ်ကျွန်တော်channel မှာ download လို့ရတယ်ပေါ့ပြီးရင်တော့အဲ့ကြားလာတဲ့ movie recap HTML file လေးကိုကျွန်တော် right click နှိပ်မယ် okay အဲ့ဒါဆိုကျွန်တော် notepad နဲ့ဖွင့်လိုက်ပြီ notepad နဲ့ဖွင့်ပြီးသွားရင်ကျွန်တော်တို့ဘာရှာရမလဲဆိုတော့ဒီမှာ control F နဲ့ API ဆိုပြီးရိုက်ချလိုက်ပါ API ဆိုပြီးရိုက်ချလိုက်ပါအမှဒါမဟုတ်သေးဘူးဒါလည်း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 မဟုတ် okay ဒီမှာ API ဆိုပြီးရိုက်ချလိုက်ပါဒီမှာ consist API key ဆိုတဲ့ဟာတန်းရှိတယ်အမှကျွန်တော်ကတော့ API key ထည့်ထားပြီးသားဆိုတော့ကျွန်တော်မပြတော့ဘူးထည့်ဖို့ပါဘူးကျွန်တော်က download မယ်ဆိုရင်တော့ API key တော့ပါလာမဟုတ်သေးဘူးအဲ့တော့ကျွန်တော်တို့ဆွမ်းနာအရှိမှကျွန်တော်ပြထားသလိုပဲကိုယ့်ရဲ့ AS Studio ကနေပြီးတော့ Gemini API key ကိုတက်ယူလိုက် copy ကူးလိုက်ပြီးရင်တော့ကျွန်တော်တို့ဒီစာကြောင်းမှာဒီမှာစာကြောင်းရဲ့ဒီ okay ဒါခဏပြန်ဖြတ်လိုက်မယ် Control C ပြီးတော့ဒီစာကြောင်းရဲ့ဒီမျက်တောင်ဖွင့်ပိတ်လေးထဲမှာကျွန်တော်တို့ API key ကိုကူးထည့်လိုက်မယ်ပြီးရင်တော့ Control S စေးလိုက်မယ်စေးပြီးတော့ရပြီကျွန်တော်ပိတ်လိုက်ရပြီပြီးရင်တော့ဒီမှာကျွန်တော်တို့ဒီကောင်ကို double click နှိပ်ပြီးတော့ဖွင့်လိုက်ရုံပဲ okay အဲ့ဆိုရင်ရပြီဒီမှာကျွန်တော်တို့ movie နဲ့ရေးမယ်ပြီးလို့ရှိရင်ဒီမှာ script ရဲ့အရှိကိုကျွန်တော်တို့ရေးမယ်ပြီးလို့ရှိရင် script ရေးပါဆိုပြီးတော့တန်းနှိပ်လိုက်ရုံပဲ easy ကျွန်တော်တို့အတန်နဲ့သွင်းပြီးသွားပြီဆိုတော့မှအခုကျွန်တော်ဗီဒီယိုကို recap အတွက် edit လုပ်ဖို့ပဲလိုတော့တယ်ကျွန်တော်အခုလောဆယ်ကကျွန်တော်ဗီဒီယိုတစ်ခုလုံးတော့ထည့်တော့ဘူးအပိုင်းလေးပဲကျွန်တော်ဖြတ်ပြီးတော့ပဲကျွန်တော်ထည့်ထားတော့တယ်ဒီအပိုင်းလေးတော့ကျွန်တော်ဖြတ်ပြီးသွားပြီပေါ့အဲ့ဒီအပိုင်းလေးတို့မှာဒီ edit ဆက်လုပ်ရမယ်ဆိုတော့နည်းနည်းလေးတက်ပြပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ဇလန်အစမှာ21ရာစုအလေလောက်ကိုရောက်နေတဲ့ကမ္ဘာမျိုးပြတာဒီကောင်ဆိုရင်တော့ဘယ်လိုဆို30စက္ကန့်ကျော်သွားရင်တော့တတ်ထားပါတယ်30စက္ကန့်နေပြီးတော့ဗီဒီယို clip တစ်ခုဆိုရင်30စက္ကန့်နေပြီး5စက္ကန့်ကျော်တော့ထည့်လို့ရတယ်အဲ့ဒီကကျော်ပေါင်းစရင် copyright ပြီးကောင်းပြီးနိုင်အဲ့တော့ဘာလို့လုပ်လို့ရလဲဆိုရင်တချို့ YouTube ပါလဲ recap channel တွေပါလဲတွေ့မှာပါဒီတတ်ထားပါတယ်လုပ်နေနဲ့အတိုင်းပြီးရောက်သွားတော့ဆိုရင်freeze frame လောက်လိုက်ရတယ်အဲ့ကောင် freeze frame လေးကိုလုပ်လို့ဆိုရင်အဲ့ကောင်ကြီးကိုငြိမ်မထားခြင်းလည်းကျွန်တော်တို့ဒီမှာkey frame နဲ့ပြတာထားပါတယ် key frame လေးကမ္ဘာမြေကြီးဟာအဲ့ဆိုရင်ငြိမ်မဟုတ်ပြတော့တာထားပါတယ်ကမ္ဘာမြေကြီးဟာပျက်စီးနေပြီးတော့တင်းတန်တွေဆက်ပြလို့မရတော့တာပုံမုံမို့လိုက်အဲ့လိုမျိုးပေါ့ကြီးဟာပျက်စီးနေပြီးတော့တင်းတန်တွေဆက်ပြလို့မရတော့တာပုံမုံမို့လိုက်နေမကြခဏတိုက်ခတ်တာဒီလိုမရတော့တဲ့အခြေအနေကိုရောက်လာတော့မှာဒီလောက်ကိုရောက်နေတဲ့ကမ္ဘာမြေကိုပြတာထားပါတယ်ကမ္ဘာမြေကြီးဟာပျက်စီးနေပြီးတော့တင်းတန်တွေဆက်ပြလို့မရတော့တာပုံမုံမို့လိုက်ဒီကောင်ဆိုရင်2စက္ကန့်မရှိဘူး30 32 33 2စက္ကန့်ကျော်လောက်ပဲရှိတယ်အဲ့လောက်အနေထားဆိုရင်နေတော့အဲ့ထက်များသွားရင်ဟိုလဲ copyright တွေပါရကြီးကောင်းကြီးနိုင်
ယူဖိန်လောက်လေးပဲထည့်လိုက် တီးနေပြီးတော့တင်းတန်တွေဆက်ပြလို့မရတော့တာပုံမုံမိုးလိုက်နေမကြခဏတိုက်ခတ်တာတွေကြောင့်မိုးလိုက်နေမကြခဏတိုက်ခတ်တာတွေကြောင့်လူသားတွေမျိုးသုံးတော့မဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်ပြောင်းမှုကလွယ်ပြီးတော့ဂျန်နဲ့တင်းတန်တွေအားလုံးဒီပါပျက်စီးကုန်ကြပြီးတော့နောက်ဆုံးမှာတော့ပြောင်းမှုကပျက်စီးပြီးကဘာမြေဟာလူနေလို့မရတော့တဲ့အခြေအနေကိုရောက်လာတော့မှာ ခေးနိုင်ကျွန်တော်ဟိုတစ်ချက်တော့ထားလိုက်အောင်ပြီးရင်ဒီနာလေး ရောက်ရှိနေပြီဖြစ်ပါတယ်ပြောင်းမှုကလွယ်ပြီးတော့ဂျန်နဲ့တင်းတန်တွေအားလုံးဒီပါပျက်စီးကုန်ကြပြီးတော့နောက်ဆုံးမှာတော့ပြောင်းမှုကပျက်စီးပြီးကဘာမြေဟာလူနေလို့မရတော့တဲ့အားလုံးဒီပါပျက်စီးကုန်ကြပြီးတော့နောက်ဆုံးမှာတော့ပြောင်းမှုကပျက်စီးပြီးfreeze လို့ဆိုရင် freeze လုပ်ချင်တော့ဒီကျွန်တော် frame မှာဆိုရင်တော့ order f နဲ့ order f နဲ့လုပ်ဆိုရင်ကျွန်တော် freeze တိုက်လို့ရတယ်အရင်ကြည့်တော့လေအဲ့လိုမျိုးဒီပါ okay ရပြီလားဆိုရ ဂျန်နဲ့တင်းတန်တွေအားလုံးဒီ ဒီလိုလေးနဲ့ထပ်ထည့်လိုက်လှုပ်ရှားမှုတွေလည်းဖြစ်အောင်မဟုတ်ရင်ဟိုပြင်းစရာကြီးဖြစ်တယ်ဟုတ် sorry ပါပါထားယူဒီဘက်တော့ Filmora မှာ Filmora 300တော့လွယ် ဂျန်နဲ့တင်းတန်တွေအားလုံးဒီပါပျက်စီးကုန်ကြပြီးတော့နောက်ဆုံးမှာတော့ပြောင်းမှုကပျက်စီးပြီးကဘာမြေဟာလူနေလို့မရတော့တဲ့အခြေအနေကိုရောက်လာတော့မှာအစိုးရတွေကလည်း NASA လိုမျိုးဖွဲ့စည်းတွေကိုပေးပြလိုက်ပြီးတော့လူတွေအားလုံး အဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ clip ကိုပြန်ယူထည့်လိုက် clip တွေကိုဘယ်လိုပြောမလဲဟိုတစ်ဆက်တည်းဟိုတွားလာတဲ့ဆောင်းစင်ဟိုပြောင်းတောက်ထည့်ထားတာနည်းနည်းပို့ပြီးတော့စိတ်ဖြစ်တယ်ဟိုဘယ်လိုပြောမလဲဆိုရင်ဟို9မိနစ်ကနေပြီးတော့6မိနစ်6မိနစ်9မိနစ်အဲ့လိုမျိုး73မိနစ်15မိနစ်အဲ့လိုတဲ့ဆောင်းစင်ဟို15မိနစ်ဟာကိုရှေ့ကိုထည့်နောက်ပြီးဟိုမိနစ်20နဲ့ဟာကိုအဲ့လိုမျိုးရှေ့ကိုဟိုလိုတစ်ခုနှစ်ခုလောက်အဲ့လိုမျိုးဂျားတွေကိုဖြတ်ပြီးတော့ထည့်လိုက်အဲ့လိုဆိုရင်တော့နည်းနည်းပို safe ဖြစ်တယ်ဒီ copyright တော့က ဟုတ်လားတော့မှာအစိုးရတွေကလည်း NASA လိုမျိုးဖွဲ့စည်းတွေကိုပေးပြလိုက်ပြီးတော့လူတွေအားလုံးဒေသမားဖြစ်တာလောက်ကန့်စီခဲ့ပါတယ် clip တစ်ခုကကြံခဲ့တယ်ဖွဲ့စည်းတွေကိုပေးပြလိုက်ပြီးတော့ NASA လိုမျိုးဖွဲ့စည်းတွေကိုပေးပြလိုက်ပြီးတော့ဖွဲ့စည်းတွေကိုပေးပြလိုက်ပြီးတော့လူတွေအားလုံးဒေသမားဖြစ်တာလောက်ကန့်စီခဲ့ပါတယ်နောက်တစ်ခါမှာတော့ select copper ဟာဘိုးစုဖို့တူနောက်တစ်ခါမှာတော့ select copper ဟာဘိုးစုဖို့တူဖြစ်ပြီးတော့သူ့ရဲ့10ကျော်သက်တာတုံနဲ့10နှစ်အရွယ်သမီးမူဖာတို့နဲ့အတူသူ့ကြောက်ကဖနဲ့အတူတူဒေသမားဖြစ်နေနေထိုင်နေပါတယ်သူ့ဖို့တူဖြစ်ပြီးတော့သူ့ရဲ့10ကျော်သက်တာတုံနဲ့10နှစ်အရွယ်သမီးမူဖာတို့နဲ့အတူသူ့ကြောက်ကဖနဲ့အတူတူဒေသမားဖြစ်နေနေထိုင်နေပါတယ် ရှေ့တော့ね10မိနစ်4စက္ကန့်လောက်ပြန်ချုပ်တုံနဲ့10နှစ်အရွယ်သမီးမူဖာတို့နဲ့အတူသူ့ကြောက်ကဖနဲ့အတူတူဒေသမားဖြစ်နေနေထိုင်နေပါတယ်နောက်ပြီးတော့ကော်ပါဟာ NASA ရဲ့လေမူဟတ်တူဖြစ်ပြီးတော့အင်ဂျင်နီယာတယောက်လည်းဖြစ်ပါတယ်
လေသမားအဖြစ်နဲ့နေထိုင်နေပါတယ်နောက်ပြီးတော့ကော်ပါဟာသူ့ကြောက်ကဖနဲ့အတူတူလေသမားအဖြစ်နဲ့နေထိုင်နေပါတယ်နောက်ပြီးတော့ကော်ပါဟာ NASA ရဲ့လေမှုဟတူဖြစ်ပြီးတော့အင်ဂျင်နီယာတယောက်လည်းဖြစ်ပါတယ်လေမှုဟတူဖြစ်ပြီးတော့အင်ဂျင်နီယာတယောက်လည်းဖြစ်ပါတယ်ဒီနားလေးမှာတရားသူလေလောက်ကိုရောက်နေတဲ့ကမ္ဘာမြေကိုပြသထားပါတယ်ကမ္ဘာမြေကြီးဟာပျက်စီးနေပြီးတော့တင်းတန်တွေဆက်ပြလို့မရတော့တာပုံမုံမိုးလိုင်းတွေမကြာခဏတိုက်ခတ်တာတွေကြောင့်လူသားတွေမျိုးသုံးတော့မဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်ပြောင်းမှုကလွယ်ပြီးတော့ကျန်တဲ့တင်းတန်တွေအားလုံးဒီပါပျက်စီးကုန်ကြပြီးတော့နောက်ဆုံးမှာတော့ပြောင်းမှုကပျက်စီးပြီးကမ္ဘာမြေဟာလူနေလို့မရတော့တဲ့အခြေအနေကိုရောက်လာတော့မှာအစိုးရတွေကလည်း NASA လိုမျိုးဖွဲ့စည်းတွေကိုပေးပြလိုက်ပြီးတော့လူတွေအားလုံးကိုလေသမားဖြစ်တာလောက်ကန့်စေခဲ့ပါတယ်နောက်တစ်ခါမှာတော့ဇလိုက်ကော်ပါဟာဝစုဖို့တူဖြစ်ပြီးတော့သူ့ရဲ့ဆယ်ကျော်သက်သာတုံနဲ့ဆင်းနှစ်အရွယ်သမီးမူဖာလို့နဲ့အတူသူ့ကြောက်ကဖနဲ့အတူတူလေသမားအဖြစ်နဲ့နေထိုင်နေပါတယ်နောက်ပြီးတော့ကော်ပါဟာ NASA ရဲ့လေမှုဟတူဖြစ်ပြီးတော့အင်ဂျင်နီယာတယောက်လည်းဖြစ်ပါတယ်ဒီနေ့မှာတော့မူဖာရဲ့အခန်းထဲကိုဖုံမိုးတွေဝင်လာခဲ့ပြီးတော့ဒီနေ့မှာတော့တယောက်လည်းဖြစ်ပါတယ်ဒီနေ့မှာဖြစ်ပါတယ်ဒီနေ့မှာတော့မူဖာရဲ့အခန်းထဲကိုဖုံမိုးဒီနေ့မှာတော့မူဖာရဲ့အခန်းထဲကိုဖုံမိုးတွေဝင်လာခဲ့ပြီးတော့ကျမ်းပြေပေါ်မှာထူးဆန်းပြီးတော့ကျမ်းပြေပေါ်မှာထူးဆန်းစွာနဲ့ပုံစံတစ်ခုဖြစ်ပေါ်သွားခဲ့ပါတယ်ထူးဆန်းစွာနဲ့ပုံစံတစ်ခုဖြစ်ပေါ်သွားခဲ့ပါတယ်မူဖာကဒါကိုတစ်စီသေးလက်ချက်လို့ထင်နေပေမဲ့တိတ်ဒါကိုတစ်စီသေးလက်ချက်လို့ထင်နေပေမဲ့တိတ်ပပညာအကြောင်းကိုနားလေတဲ့ကော်ပါကတော့ဒါဟာမြေဆွဲအဲ့ရဲ့အပြောင်းအလဲတွေကြောင့်ဖြစ်ပေါ်လာတာကိုသိရှိသွားခဲ့ပါတယ်သူ့ရဲ့အတွက်မူဖာကဒါကိုတစ်စီသေးလက်ချက်လို့ထင်နေမူဖာကဒါကိုတစ်စီသေးလက်ချက်လို့ထင်နေပေမဲ့တိတ်ပပညာအကြောင်းကိုနားလေတဲ့ကော်ပါကတော့ဒါဟာမြေဆွဲအဲ့ရဲ့အပြောင်းအလဲတွေကြောင့်ဖြစ်ပေါ်လာတာကိုသိရှိသွားခဲ့ပါတယ်သိသွားခဲ့ပါတယ်သူ့ရဲ့အတွက်သိရှိသွားခဲ့ပါတယ်သူ့ရဲ့တွက်ချက်မှုတွေပြုလုပ်ပြီးမှတော့ကော်ပါဟာဒီပုံစံတွေကဘန်နီကုန်းနဲ့ဖော်ပြထားတဲ့တီတီယာလက်တီတူလောင်းလေးတူနေရာတွေဖြစ်နေတယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်
နေတယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ကြာပြီပေါ့ အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့သိပ္ပံစိတ်ကူးရဲ့ရွှေရှင်တော်ပါရဲ့မသိတဲ့လူမရှိတော့အောင်ပြောလို့ရတယ်ဒရိုက်တာခရစ္စတိုဖာနိုလန်ရဲ့2014ခုနှစ်ကထွက်ရှိလာတဲ့ Interstellar ရွှေရှင်အကြောင်းကိုအစအဆုံးပြန်လည်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာအချိန်နေရာကမ္ဘာမြေဆွဲအားနဲ့ဘလက်ဟိုစတဲ့သိပ္ပံဆိုင်ရာသဘောတရားတွေကိုလူသားဆံမှုတွေနဲ့ပေါင်းစပ်ဖန်တီးရတဲ့ခမ်းနားတဲ့စကားတကားပါကဲအဲ့ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်ဇလန်အစမှာ20ချိန်နေရာကမ္ဘာမြေဆွဲအားနဲ့ဘလက်ဟိုစတဲ့သိပ္ပံဆိုင်ရာသဘောတရားတွေကိုလူသားဆံမှုတွေနဲ့ပေါင်းစပ်ဖန်တီးရတဲ့ခမ်းနားတဲ့စကားတကားပါကဲအဲ့ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်တခါတလေတိုင်းကျွန်တော်တို့ကဒီဘက်ကဟိုဗီဒီယိုဟိုနေပါဒီဗီဒီယိုလေးကိုလည်းအဲ့လိုတစ်ခုနှစ်ခုလောက်အဲ့လိုဖျက်ညက်ကပ်ပြီးတော့ထည့်ပေးလိုက်တာနဲ့ပို့အဆင်ပြေတယ်ဟိုထည့်ချင်လည်းရတယ်မထည့်ချင်လည်းရတယ်ဟိုဗီဒီယို recap တော်တော်များပါတော့မထည့်တာတော့တွေ့ရတယ်ဒါမှလည်းလောက်အောင်ရှေ့ကိုလည်းကတ်လိုက်တော့ခုလောက်ထည့်ကြည့်ရ Okay ဖြတ်လိုက်တော့ ကဲအဲ့ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်ဇလန်အစမှာ21ရာစုအလေလောက်ကိုရောက်နေတဲ့ကမ္ဘာမြေကိုပြသထားပါတယ်ကမ္ဘာမြေကြီးဟာပျက်စီးနေပြီးတော့တီး ရဲ့ finger နဲ့တက်လာ စမှာ21ရာစုအလေလောက်ကိုရောက်နေတဲ့ကမ္ဘာမြေကိုပြသထားပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာစကားနဲ့ဗီဒီယိုလည်း edit လုပ်ပြီးပါပြီအဲ့ဒါမပြီးသေးပါဘူးကျွန်တော်ဒီမှာဆိုရင် media နဲ့တွားပြီးတော့ဒီမှာ color layer တစ်ခုကျွန်တော်ကြည့်လိုက် sorry မှာလို့ jet layer ပြောတာ jet layer တစ်ခုယူပြီးတော့ကျွန်တော်အဆုံးလေးထည့်လိုက်ပြီးရင်ကျွန်တော်တို့ color ကျွန်တော် HSS တွေဘာတွေကိုကကောင်းလောက်တတ်တယ်ဆိုရင်တော့ HSS တွေဘာတွေကိုတခြားကောင်းချိန်ကြည့်ပေါ့ကျွန်တော်ကတော့အဲ့ဒါလေးအရင်မလောက်တတ်တော့ဒီဟိုနည်းနည်းလေးပဲ temperature လေးကိုနည်းနည်းလေးတိုးပြီးတော့အဲ့လို color လေးနည်းနည်းပြောင်းလိုက်ပါဘာလို့လဲဆိုတော့ YouTube ရဲ့ဒီ copyright ကိုဖမ်းတဲ့စနစ်ကကြတော့သူကနေပြီးတော့ video က frame တစ်ခုချင်းစီတိုင်းမှာ color ကွဲကုတ်တွေရှိတယ်အဲ့ဒီကုတ်တွေပုံမူတည်ပြီးတော့ဖမ်းတာဆိုတော့နည်းနည်းလေး color လေးကိုမစွန်စလောက်လေးပဲပြောင်းပါအရင်ပြောင်းလိုက်လေဟိုနေဖြစ်သွားမှာဒါထင်တော့ပြောင်းထည့်တော့ဘာပဲနည်းနည်းလေးတိုးလိုက်နည်းလောက် exposure လေးနည်းနည်းတိုးလိုက်ဒီ adjustment layer အပေါ်ကနေထည့်လိုက်တော့ဒီရှိသမျှဒီ clip တွေအကုန်လုံးတခါတည်းသူ color ချိန်ပြီးသားပဲ okay ကျွန်တော်တို့ရတယ်အဆင်ပြေလို့လေးပဲနည်းနည်းလေးပဲလက်လေးနည်းနည်းလျှော့လိုက် okay white နည်းနည်းတိုးလိုက်ဒီမှာဆိုရင် AI နဲ့လည်းတခါတည်းသူ AI color ပါတယ်ဒါ AI color ပါဆိုတော့လေပြီး sharpness တို့ပါတော့ပေါ့ highlight contrast ရပြီဒါအရင်က အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့သိပ္ပံစိတ်ကူးရဲ့ရွှေရှင်တော်ပါရဲ့မသိတဲ့လူမရှိတော့အောင်ပြောလို့ရတယ်ဒရိုက်တာခရစ္စတိုဖာနိုလန်ရဲ့2014ခုနှစ်ကထွက်ရှိလာတဲ့ Interstellar အပြင်တော့ကျွန်တော်တို့ဒီမှာ sticker logo ကိုရဲ့ခဏ logo ပေါ့ဗာလဲ channel logo ပေါ့ Interstellar ရွှေရှင်အကြောင်းကိုအစအဆုံးကိုရဲ့ channel logo ပေါ့ကိုရဲ့ channel logo ဒီဘက်မှာထည့်မယ်ခေဒီမှာ like and subscribe ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်တို့ရှင်းပြသလိုနည်းနည်းလေးထည့်လိုက်က မ္ဘာမြေ
ဆွဲအားနဲ့ဘလဟိုစတဲ့သိပ္ပံဆိုင်ရာသဘောတွေ okay ဒီကောင်ကဒီတိုင်းမှာတစ်ခုထည့်မယ်ဒီတိုင်းမှာတစ်ခုထည့်မယ်တစ်ခုထည့်ဘယ်လိုမျိုး လူလေသမား နေရာကြီး3နေရာလောက်ဖွဲပြီးထည့်လိုက်ဒီကောင်လေးကြာတော့ပြီးရင်ဘာလို့ပေါ့ပါလဲကျွန်တော်မေးတော့မေးပါဟို effect တွေပါတွေကထည့်ကြည့်ရှင်ထည့်လို့ရတယ်မထည့်ချင်လည်းမထည့်ပါနဲ့တော့မနက်ကအဲ့လောက်လို့လည်းမလိုပါဘူး filter လည်းထည့်ချင်ထည့်လို့ရတယ် color enhance တွေပါတွေထည့်ကြည့်ရှင်ထည့်လို့ရတယ် မအဖြစ်နဲ့နေထိုင်နေပါတယ် အဲ့ဆိုရင်ဒီအပေါ်ကနေပြီးတော့ပဲဒီကတစ်ခုအုပ်ပြီးတော့ထည့်လိုက် okay အဲ့ဆိုရင်တော့ color ပြောင်းသွားမယ်အဲ့ကြရင်ဒီ color ဟို filter ထည့်လိုက်မယ်ဆိုရင်တော့ဒီ adjustment လေးရတော့မလို့တော့ အားလုံးပဲမင်္ဂလာပါ adjustment လေးရ ဒီနေ့မှာတော့ကျွန်တော်တို့ ချိန်ဖို့အတွက်ပေါ့ သိပ္ပံစေကူရင်ရွှေရှင်တော်ပါရဲ့မသိရလူမရှိတော့အောင်ပြော နောက်ပြီးတော့ကျွန်တော်တို့ပါလို့ရပြီဆိုတော့ဟိုကိုနေစိတ်ပိုင်တော့ပေါ်လာပြီဘာတွေရောကောက်ခတ်လိုက်ပေါ့ ပြောလို့ရတယ်ဒရိုက်တာခရစ်စတိုဖာနိုလန်ရဲ့2014ခုနှစ်ကထွက်ရှိလာတဲ့ Interstellar ရုပ်ရှင်အကြောင်းကိုပြောလို့ရတယ်ဒရိုက်တာခရစ်စတိုဖာနိုလန်ရဲ့2014ခုနှစ်ကထွက်ရှိ ဒီမှာပါကလေးပြောတယ်အော်ဒါလည်းပါတယ်ဆိုတော့ ကဲအဲ့ဒါဆိုရင်နော်ဗီဒီယိုလေးကိုစလိုက်ရအောင်ဇလန်အစမှာ21ရာစုအလေလောက်ကိုရောက်နေတဲ့ကမ္ဘာမြေကိုပြသထားပါတယ်ကမ္ဘာမြေကြီးဟာပျက်စီးနေပြီးတော့တင်းတန်တွေဆက်ပြလို့မရတော့တာပုံမုံမိုးလိုက်တွေမကြာခဏတိုက်ခတ်တာတွေကြောင့်လူသားတွေမျိုးသုံးတော့မဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်ပြောင်းမှုကလွယ်ပြီးတော့ဂျန်နဲ့တင်းတန်တွေအားလုံး တိတ်မမကြီးဒီဟို color ဟိုမထည့်တော့ ဒီပါပျက်စီး ကိုကကိုပဲဒီမှာဒီ adjustment လေးရာလေးပါပဲဟိုနည်းနည်းပါ HS တွေပါချိန်ပေါ့ကိုကျွမ်းကျင်နောက်ပြီးတော့ဒီမှာ line ပါ color လေးနည်းနည်းလေးပဲနည်းဟိုက short အဲ့ဒါ short ခေရအဲ့ဒါနည်းနည်းပိုလင်းသွား အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့သိပ္ပံစေကူရင်ရွှေရှင်တော်ပါရဲ့မသိရလူမရှိတော့အောင်ပြောလို့ရတယ်ဒရိုက်တာခရစ်စတိုဖာနိုလန်ရဲ့2014ခုနှစ်ကထွက်ရှိလာတဲ့ Interstellar ရုပ်ရှင်အကြောင်းကိုအစအဆုံးပြန်လည်ပြပြပေးသွားမှာပဲဖြစ်ပါတယ် ကို channel နေနေပါလိမ့်ဆိုရင် okay ပြန်တော့ကြာပြီ ဒီစကားဟာအချိန် channel နေပေါ့ကျွန်တော်ဒီ movie recap video တွေလုပ်တဲ့လူမဟုတ်တဲ့အတွက်ကြောင့်မို့တော့နည်းနည်းတော့ပောက်ပြရရင်လည်းဆိုင်နေလိုက်မယ်ဟိုဒါပေမဲ့ဥပမာအနေနဲ့ပြပေးတာဆိုတော့လောက်ဆိုအဆင်ပြေပါတယ်။ Okay အဲ့ဒါဆိုရင်တော့ကျွန်တော် ဒီစကားဟာအချိန်နေရကမ္ဘာမြေဆွဲအားနဲ့ဘလဟိုစတဲ့သိပ္ပံဆိုင်ရာသဘောတရားတွေကိုလူသားဆံမှုတွေနဲ့ပေါင်းစပ်ဖန်တီးရတဲ့ခန်းနာတဲ့စကားတကားပါကဲအဲ့ဒါဆိုရင်နော်ဗီဒီယိုလေးကိုစလိုက်ရအောင်ဇလန်အစမှာ21ရာစုအလေလောက်ကိုရောက်နေတဲ့ကမ္ဘာမြေကိုပြသထားပါတယ်ကမ္ဘာမြေကြီးဟာပျက်စီးနေပြီးတော့တင်းတန်တွေဆက်ပြလို့မရတော့တာပုံမုံမိုးလိုက်တွေမကြာခဏတိုက်ခတ်တာတွေကြောင့်လူသားတွေမျိုးသုံးတော့မဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်ပြောင်းမှုကလွယ်ပြီးတော့ဂျန်နဲ့တင်းတန်တွေအားလုံးဒီပါပျက်စီးကုန်ကြပြီးတော့နောက်ဆုံးမှာတော့ပြောင်းမှုကပျက်စီးပြီးကမ္ဘာမြေဟာလူနေလို့မရတော့တဲ့အခြေအနေကိုရောက်လာတော့မှာအစိုးရတွေကလည်း NASA လိုမျိုးအဖွဲ့အစည်းတွေကိုပေးပြလိုက်ပြီးတော့ Okay မဆိုဘူးနော်လောက်ဆိုကျွန်တော်ဒီဘယ်နှမိနစ်လဲခုဆိုအစီအားရဟိုးဘက်မှာတခုကြံတယ်ဖြတ်ရှိတာဖြတ်ခေရပြီအဲ့ဆို10မိနစ်နဲ့
33စက္ကန့်ပေါ့အဲ့လောက်စာလေးပဲကျွန်တော်လုပ်ပြပါဥပမာအနေနဲ့ပဲလုပ်ပြတာဆိုတော့ဒီလောက်ပဲကျွန်တော်ကတော့ကိုယ့်အကိုတဘောလုံးကတော့အရှည်ကတော့အဆင်ပြေသလိုပဲကိုယ့်အကိုကြည့်လို့လိုက်ကြပေါ့ လူတွေအားလုံးကိုလေသမားဖြစ်တာလောက်ကန့်စေခဲ့ပါတယ်နောက်တစ်ခါမှာတော့ဇလိုက်ကပ်ပါဟာဝိုဆုဖို့တူဖြစ်ပြီးတော့သူ့ရဲ့ဆယ်ကျော်သက်သာတုံနဲ့10နှစ်အရွယ်သမီးမူဖာတို့နဲ့အတူသူ့ကြောက်ကဖနဲ့အတူတူလေသမားအဖြစ်နဲ့နေထိုင်နေပါတယ်နောက်ပြီးတော့ကော်ပါဟာနာဆာရဲ့လေမူးတူဖြစ်ပြီးတော့အင်ဂျင်နီယာတယောက်လည်းဖြစ်ပါတယ် โอเคအဲ့လောက်ဆိုရင် copyright ကလွတ်ကောင်းလွတ်မယ်လို့တော့ထင်ပါတယ်ကျွန်တော်လည်းတစ်ခါမှမစမ်းဘူး movie recap လောက်တာလည်းမဟုတ်ဘူးအခုမှဒီသူတို့ရဲ့ video လောက်လို့edit လုပ်ကြည့်တာဆိုတော့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်